ဒါတော့အကဲပုံနေလေ ကဲဟာဒီမှာရေကြိုက်ဝါအောင်သုံးဆောင်တော်မူပါရှင် ဒီလိုတော့ခင်ဗျာအင်မတန်ချစ်စရာကောင်းတာပဲ စကားပြောရင်ကြည်ပြောနော်စီကန်းချက်ကိုဖြတ်မယ်မကြမ်းနဲ့ အထင်မလွဲပါနဲ့မရေ ဟာမရဲ့တဲ့ဟုတ်လားကျမမှနာမည်ရှိတယ်ရှင်မဆိုတဲ့စကားမေမေရှိမှာပဲခေါ်ခွင့်ရှိတယ်ဆိုတာဝါရှင်နားလည်ထားစမ်းမှာ ကျုပ်ကတမင်နှုတ်ကြအောင်ခေါ်တာပါဗျာ ဟမ် ဒါတော့အကဲပုံနေလေဒီနာမည်ကျုပ်ကမခေါ်မဲရှိမှာမခေါ်ဘူးဗျာ ဒီလိုလည်းမဟုတ်ပါဘူးရှင်မေမေရှိမှာတော့ခေါ်ဖို့ရှင်ဟိုနှုတ်ကြအောင်ခေါ်ကြည့်တယ်ဆိုရင်လည်းကျင်납ပါတယ်လက်ခံပါတယ်ဟိုကျမပြောတာရှင်ကျင်납ပါတယ်နော်ကျင်납ပါတယ်နော် ဂျင်း납ပါတယ်ဂျင်း납ပါတယ်ကျွန်တော်အိတ်တော့မယ်အဲ့တော့ခင်ဗျအိတ်ချင်တဲ့ခါကြရင်ကြိုက်တဲ့နေရာမှာစိတ်